လူသားတစ်ယောက်နဲ့ငကားမင်းသမီးကပါရဲ့မဖြစ်နိုင်တဲ့အချစ်ဆက်လန်ငကားပေါင်းထောင်တောင်းကိုအောင်နိုင်ခဲ့ပေမဲ့ချစ်သူကိုတော့ဆုံးရှုံးခဲ့ရတဲ့ငကားနိုင်မင်းသားရဲ့ရင်နှင်းစရာရာဇဝင်ကိုဒီနေ့တင်ဆက်ပြီးတော့မှာပါဒီလိုစိတ်ဝင်စားစရာရိုးရပုံမြင်တွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ကဲဇလန်လေးကိုစလိုက်ရအောင်ဗျရှေးလွန်လေပြီးတော့အခါရှမ်းကုန်းဖင်မြင်းရဲ့တောနဲ့တစ်ခုမှာခွန်အားကြီးမားတဲ့ငကားနိုင်မင်းသားဟာအမဲလိုက်ဟင်းစမ်းရည်အိုက်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီမှာသူဟာနှစ်သမီးလေးသမ ्या လာပါတဲ့မင်္ဂလိတဦးကိုတွေ့ခဲ့ရပါတယ်ဒီလိုတောနယ်ထဲမှာမင်းလိုမင်္ဂလိမျိုးဘာလို့တယောက်တည်းရှိနေရတာလဲမင်းရဲ့နာမည်ကဘာတူလဲကျမနာမည်စောနန်းပါကျမကဒီတောတုံတွေကိုချစ်မြတ်နိုးလို့အမြဲလာတတ်တာပါမင်းသားသူတို့နှစ်ဦးဟာနေ့စဉ်နဲ့အများတွေ့ဆုံရင်တန်ရောစင်တွေနှဆိုင်လာခဲ့ပါတယ်ဒါပေမဲ့စောနန်းမှာလူသားတွေမတည်တဲ့လူဟစ်တစ်ခုရှိနေခဲ့ပါတယ်မင်းသားရေကျမကလူသားတယောက်မဟုတ်ပဲငကားပီကလာတဲ့သူဆိုတာမင်းသားတီးသွားရင်ကျမကိုချစ်နိုင်ပါ့မလားစောနန်းကိုမင်းကိုနန်းတော်ခေါ်ထားပြီးလက်ထက်ချင်းတယ်နဂါမင်းသမီးတစ်ပါးလူသားနဲ့ချစ်ကြိုက်တာကိုတီးသွားတဲ့နဂါမျိုးနွယ်တွေဟာအမျက်ထပ်ပြီးမင်းသားကိုတိုက်ခိုက်ပါတော့တယ်မင်းသားဟာသူ့ရဲ့တန်လျက်နဲ့နဂါတွေကိုခုခံနေစောနန်းရဲ့အမှန်တရားကိုသိလိုက်ရပါတော့တယ်လူသားနဂါမျိုးနွယ်ကိုမင်းပဲ့တော့မှအောင်နိုင်မှာမဟုတ်ဘူးစောနန်းကိုအခုချက်ချင်းပြန်ပြန်စားနာဟာနဂါတွေကိုနေနိုင်တဲ့နဂါနိုင်မင်းသားပဲဘယ်သူကမှစောနန်းကိုခေါ်သွားခွင့်မပြုနိုင်ဘူးတိုက်ပွဲညီကြောင့်မြင်းသားအန်တဲ့ဖြစ်မှာကိုမကြည့်ရတဲ့စောနန်းဟာနောက်ဆုံးမှာတော့ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရပါတယ်မတော်ပါနဲ့စောနန်းကိုမင်းကိုကာကွယ်ပေးပါမယ်မင်းသားကျမတို့ရဲ့ဇလန်းကဒီမှာပဲအဆုံးတရားတော်မထင်ကျမကြောင့်မင်းသားရဲ့တိုင်းပြည်နဲ့အသက်ကိုအန်တရဲမှာဖြူပါစီနေတော့ကျမကိုမေးလိုက်ပါတော့မင်းသားရဲ့စောနန်းဟာငကားအဖြစ်ပြောင်းလဲပြီးဆိုင်းရီအိုင်ထဲကိုငုတ်ရှိုးကွယ်ပြောက်သွားခဲ့ပါတယ်ငကားနိုင်မင်းသားဟာငကားတွေကိုအောင်နိုင်ခဲ့ပေမယ့်သူ့ချစ်ဆုံးအမျိုးသမီးကိုတော့ပြန်မရနိုင်ခဲ့တော့ပါဘူးအဲ့ဒီနေ့ကစပြီးငကားနိုင်မင်းသားဟာအဲ့ဒီဆိုင်းရီအိုင်နားမှာပဲစောနန်းပြန်လာမယ့်ရက်ကိုတက်တက်လုံဆောင်စားရင်အလွမ်းတွေနဲ့ဘဝကိုကုံဆုံးစေခဲ့ပါတယ်ဒါဟာရာဇဝင်ထဲမှာကြံရစ်ခဲ့တဲ့မဖြစ်နိုင်တဲ့အချစ်ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်ပါတော့ပါတယ်